အသင်းရဲ့ဘယ်နောက်ခံချမ်းမှာအားကိုးရဆုံးဖြစ်တဲ့လူရှော့တယောက်ဒဏ်ရာပြဿနာနဲ့ထပ်မံရင်ဆိုင်လိုက်ရပါပြီ။ဘောလုံးနဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းတွေကိုသိချင်ရင်တော့ကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားဖို့မမေ့နဲ့အောင်တော့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ Crystal Palace နဲ့ပွဲစဉ်မှာလူရှော့ဟာပြိုင်ဘက်ကစားသမားဒန်နီယယ်မူမျိုးနဲ့ဘောလုံးလူရင်းပြင်းထန်တဲ့ထိခိုက်မှုတစ်ခုဖြစ်ခဲ့တာပါ။မူမျိုးရဲ့ခန္ဓာကိုယ်အရှိန်နဲ့ဖိမိသွားတာကြောင့်ပွဲချိန်24မိနစ်မှတင်လူရှော့တယောက်ကွင်းထဲကထွက်ခွာသွားခဲ့ရပါတယ်။ဒီယာဒီမှာနီးပြမိုက်ကယ်ကာရီရဲ့လက်အောက်မှာလူရှော့ဟာ Premier League 28ပွဲဆက်တိုက်ပွဲထွက်ခွင့်ရထားတဲ့အမခံကစားသမားတဦးပါ။အခုလိုအရေးကြီးတဲ့အချိန်မှာတူဒဏ်ရာရသွားတာဟာ United ရဲ့ခံစစ်တမ်းအတွက်တော့ထိုးနှက်ချက်ကြီးတစ်ခုပါပဲ။ဘာလို့လဲဆိုတော့အခြားဘယ်နောက်ခံလူဖြစ်တဲ့ Patrick Dorgu ကလည်းဒဏ်ရာရနေတယ်လို့မာလာစီယာလည်းပွဲကစားပုံစံပျောက်ဆုံးနေလို့ပါပဲ။နောက်3ရက်ကြာမှကစားရမယ့် Newcastle နဲ့ပွဲမှာလှုပ်ရှော့ပါဝင်နိုင်ဖို့ကတော့တော်တော်လေးကိုခဲယဉ်းနေပါတယ်။နီးပြကားရဲ့အနေနဲ့မာဇာရာဝီကိုပဲ73မလားဒါမှမဟုတ်ဒဏ်ရာကနေပြန်တက်တာလာတဲ့ Martinez ကိုဘယ်ချမ်းမှာအသုံးပြုသွားမလားဆိုတာကတော့စောင့်ကြည့်ရမှာပါ။ကဲ United ပရိသတ်တွေရောလှုပ်ရှော့ရဲ့နေရာမှာဘသူ့ကိုအစားထိုးတင်တယ်လို့ထင်ကြတယ်လဲ။ဝန်ဆောင်မှုရယူခြင်းနဲ့မိတ်ဆွေများအတွက် Bio မှာတင်ထားတဲ့ link ကနေတဆင့်ဆက်သွယ်ရယူနိုင်ပါတယ်။မိတ်ဆွေတို့စိတ်အေးချမ်းသာစေဖို့အတွက်ကျွန်တော်မောင်နေထူးဝန်ဆောင်မှုပေးပါရစေခင်ဗျ။